Naga, Aguma, at the Donzeve, Sidia, Jamaigaro, Isipabelo, the Tedibadra, Takero, Siju, Tudune, Narashi, Yogariga, Aku, Donze Damani, Tenkanagoreku, Tetase, Wayami Naibae, Adashi, Ninaibu, Akurega, Bari Pisiam Leswa, Yopia Bibame. အားလုံးပဲမင်္ဂလာပါရှင်ကျွန်တော်တို့အသက်30ဆိုတာဘဝရဲ့အချိန်အကောင်းဆုံးအချိန်တစ်ခုပါဒါပေမဲ့ဒီအချိန်မှာကျွန်တော်တို့ရဲ့အလုပ်တွေတာဝန်တွေကြတဲ့နေမိုးနေနဲ့အရေးကြီးဆုံးဖြစ်တဲ့ကိုမေ့လျော့နေတတ်ကြပါတယ်တကယ်တော့အသက်30တန်းဟာသင်ရဲ့အနာဂတ်နောက်ထပ်နှစ်ပေါင်း40-50အတွက်ကျန်းမာရေးအုံမြင့်ရမယ်ရွှေအောင်ချိန်ဖြစ်ပါတယ်ဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်တို့အသက်ရှိရှိနဲ့ကျမပြောချင်စွာနေထိုင်နိုင်ဖို့အတွက်အခုကတည်းကစတင်ရမယ်အလေးထားကောင်း14ခုကိုတစ်ခုချင်းစီဆွေးနွေးပေးသွားမှာပါ။သင်ရဲ့နောက်နာဂတ်ကိုပြောင်းလဲပေးနိုင်မယ်အချက်လေးတွေမို့လို့ဆုံးအောင်နားထောင်ပေးဖို့ဖိတ်ခေါ်ချင်ပါတယ်။ပထမဆုံးအချက်အနေနဲ့ကျွန်တော်တို့ရဲ့အသက်40မပြည့်ခင်မှာကျန်းမာတဲ့ကိုယ်လေးစိတ်တစ်ခုကိုအရောက်လန်းထားဖို့လိုအပ်ပါတယ်။ဘာလို့အသက်30တန်းမှာအရေးကြီးရလဲဆိုတော့ကျွန်တော်တို့ခန္ဓာကိုယ်ရဲ့ဇီဝကမ္မဖြစ်စဉ်မတာဘောလစင်ကအသက်ကြီးလာလေးနေလာလေးမို့လို့ပါအသက်40ကျော်မှာဝှချမယ်ဆိုရင်အခုတည်းအများကြီးပိုပင်မရပါလိမ့်မယ်။ဒါကြောင့်အခု30တန်းမှာနေအုံမြင့်ကောင်းကောင်းချထားအောင်ပါဘလို့စားမလဲအရင်တိကျတဲ့ဓာတ်တွေလုံးမဲ့စားရေရှည်တည်တတ်မဲ့အလေးထားလေးတွေကိုပဲပြောင်းလဲကြည့်ပါသတိဝလံတွေဟင်းသီးရွက်တွေပဲမျိုးမျိုးနဲ့ဟိုဂရိန်းတွေကိုပို့စားပေးပါအသားစားတဲ့အခါအစီနေတဲ့အပိုင်းကိုရွေးချယ်ပါပြီးတော့ပြုပြင်ဖန်တီးရတဲ့အသားတွေကိုရှောင်ရှားပေးပါအဓိကအချက်ကတော့အသားကိုဟင်းပွဲရဲ့အဓိကစားဆောင်အဖြစ်မထားပဲအရန်ဟင်းအနေနဲ့ပဲစားသုံးပေးကြည့်ပါပရိုတင်းနဲ့အမြင့်ဓာတ်တွေကိုလည်းမမေ့ပါနဲ့ဒီနှစ်ခုကသင်ကိုဗိုက်စားတာတတ်တာစေပြီးခဏခဏမုတ်စားခြင်းတဲ့စိတ်ကိုထိန်းပေးပါလိမ့်မယ်ဒုတိယအချက်အနေနဲ့လေ့ကျင့်ခန်းလုပ်တာကိုနေ့စဉ်ဘဝရဲ့အစိပ်ပိုင်းတစ်ခုဖြစ်လာအောင်လှုံ့ဆော်ဖို့ဖြစ်ပါတယ်ကျွန်တော်တို့အသက်30တန်းမှာအလုပ်တွေအများများနေရကြောင်းလေ့ကျင့်ခန်းလုပ်ဖို့အချိန်မရှိဘူးလို့ထင်ရတတ်ပါတယ်ဒါပေမဲ့တကယ်တော့လေ့ကျင့်ခန်းလုပ်တာဟာအချိန်ကုန်တာမဟုတ်ပဲသင်ရဲ့တနေ့တာကိုပိုပြီးအကျိုးရှိစေတာဖြစ်ပါတယ်ပုံမှန်ကိုယ်လက်လှုပ်ရှားမှုလုပ်ပြီးတဲ့အခါခန္ဓာကိုယ်ကအားရင်တွေပိုပြည့်လာမယ်ညဘက်မှာပိုပြီးနှိမ့်နှိမ့်ချာအိပ်ပျော်စေမယ်ပြီးတော့စိတ်ကူးသစ်တွေပိုထွက်လာပြီးအလုပ်တွေကိုလည်းအရင်ကတည်းကပို့ပြီးပြင်းပြအောင်မြင်လာတာကိုတွေ့ရပါလိမ့်မယ်။အကြံပြုချင်တာလေးတစ်ခုကတော့အကြာကြီးမဟုတ်ရင်တော့မှတနေ့ကိုနည်းနည်းချင်းစီနဲ့အချိန်နှစ်ပတ်လောက်အထိပဲဖြစ်ဖြစ်အရင်ဆုံးစူးစမ်းကြည့်ပါ။အဲ့ဒီအခါသင်ရဲ့တခြားအရေးကြီးရဲ့အလုပ်တွေကိုလည်းထိခိုက်မှုမရှိသေးပဲလေ့ကျင့်ခန်းအတွက်အချိန်ပေးနိုင်နေဆိုတာကိုသင်ကိုယ်တိုင်လက်ခံလာပါလိမ့်မယ်။စစချင်းမှာခက်ခဲနိုင်ပေမဲ့နေလို့ထိုင်လို့ကောင်းလာတဲ့အကျိုးကျေးဇူးတွေကိုခံစားရပြီဆိုရင်တော့ဒါဟာသင်ဘဝအတွက်မရှိမဖြစ်အလေးထားတစ်ခုဖြစ်သွားမှာပါ။တတိယအချက်အနေနဲ့ကတော့နေ့ချက်အိပ်ပျော်စေမယ့်အတတ်ပညာကိုတက်မြောက်ထားဖို့ပါပဲအဲ့ချက်ချင်းဆိုတာအချိန်မြုံတာမဟုတ်ပဲအလုံးအရေးကြီးရဲ့ကျန်းမာရေးအလေးထားတစ်ခုပါကျွန်တော်တို့အသက်30တန်းမှာရင်အဲ့ရတော့ဝင်ပြီးမိနစ်30အတွင်းအိပ်ပျော်သွားအောင်လေ့ကျင့်ပေးဖို့လိုအပ်ပါတယ်အရေးပြတ်တဲ့အခါစိတ်ပစ္စည်းမှုတွေများလာတတ်ပြီးအဲ့ကိုင်းတဆင်အစားတွေကိုအလုံးကျုံစားမိတာဝိတ်တက်လာတာတွေပြင်လုပ်ငန်းခွင်မှာလည်းအာရုံမဆိုင်နိုင်တာမျိုးတွေဖြစ်လာနိုင်ပါတယ်ညဘက်ကောင်းကောင်းအိပ်ပျော်မှသာနောက်တစ်နေ့အတွက်ပျော်ရွှင်တက်ကြမှုကိုရရှိမှာပါ။ဒါကြောင့်အချိန်မှန်အိပ်ဆက်ဖို့ကြိုးစားပါ။တကယ်လို့အိပ်မပျော်တဲ့ပြဿနာတစ်ခုခုရှိနေရလို့ခံစားရရင်လည်းကျွမ်းကျင်တဲ့ဆရာဝန်နဲ့အမြန်ဆုံးတိုင်ပင်ဆွေးနွေးကြည့်ဖို့အကြံပြုချင်ပါတယ်။ကောင်းမွန်တဲ့အိပ်ဆက်ခြင်းကသင်ဘဝရဲ့အရေးတွေကိုမြင့်တင်ပေးပါလိမ့်မယ်။စတုဒ္ဓအချက်အနေနဲ့စိတ်ကိုအနာပိတတ်တဲ့အလေးချင်းလေးမွေးမြူဖို့ဖြစ်ပါတယ်ကျွန်တော်တို့နောက်ဆုံးအချိန်စိတ်ရုပ်ကိုပါလုံးဝလွတ်ချပြီးအနာယူခဲ့တာဘယ်တော့ကလဲဆိုတာပြန်စဉ်းစားကြည့်အောင်ပါတကယ်တော့အနာယူခြင်းဆိုတာအားလည်းရမှာလုပ်ရမယ့်အရာမဟုတ်ပဲကျွန်တော်တို့ရဲ့နေ့စဉ်ဘဝတွေမှာပါဝင်နေတဲ့အလေးထားတစ်ခုပါတဏိတာရဲ့အချိန်ငယ်မှာစိတ်ပစ္စည်းမှုတွေကိုခဏလောက်လွတ်ချထားနိုင်မယ်ဆိုရင်တော့စိတ်ပစ္စည်းမှုကြောင့်ဖြစ်တဲ့ယောဂတော်တော်များများကိုကြိုတင်ကာကွယ်နိုင်ပါလိမ့်မယ်အခုကတည်းကစိတ်အေးထားတဲ့အလေးချင်းရှိရာကအခုလက်ရှိမှာနေလို့ထိုင်လို့ကောင်းစေုံနေမကပဲအနာဂတ်မှာဖြစ်လာမယ့်နာမကျန်းမှုတွေကိုလည်းရှော့ချပေးနိုင်ပါတယ်ဘယ်လိုလုပ်ရမလဲဆိုရင်ယောဂကျင့်တာပဲဖြစ်ဖြစ်တရားထိုင်တာပဲဖြစ်ဖြစ်ကိုယ်နဲ့ကိုင်းညီမဲ့နည်းလမ်းလေးတစ်ခုကိုအသုံးပြုပြီးစိတ်ကိုအနာပေးကြည့်ပါစိတ်ချမ်းနေတယ်ဆိုတာသင်ကျမရဲ့တော့အကောင်းဆုံးစိတ်တစ်ခွက်ပါပဲ
ပြင်စမအချက်အနေနဲ့အသားရည်ကိုဂရုစိုက်တတ်တဲ့အလေးထားလေးကြောင်းပြပြချင်ပါတယ်။ကျွန်တော်တို့အသားရည်ကိုကျန်းမာပြီးနှုတ်ပြနေဖို့ဆိုရင်အခုကတည်းကပုံမှန်စကင်ခဲ့တဲ့အလေးချင်းရှိဖို့လိုပါတယ်။အထူးသဖြင့်နေအောင်ကခရင်ဆန်ခရင်ဟာမရှိမဖြစ်ပါပဲ။နေအောင်ကြီးကအသားရည်ကိုစောစီစွာအုံမင်းရောစီုံတည်းမကပဲအရေးပြားကင်စာဖြစ်နိုင်ခြေကိုပါမြင့်တက်စေလိုပါ။ဒါကြောင့်အပြင်ထွက်တိုင်း SPF 15နဲ့မနေတဲ့ဆန်ခရင်ကိုအမြဲလိမ့်ပေးပါ။ဒါအပြင်မျက်နှာသစ်စေးအပျော်စားလေးနဲ့အဆိုတဲ့ထိန်ခရင်မွာချရာဇာကိုနေ့စဉ်သုံးပေးမယ်ဆိုရင်တင်းအသားရည်ရဲ့တင်းမှုနဲ့ပြန်လဲပြုပြင်နိုင်စွမ်းကိုပိုကောင်းစေပါတယ်။အသားရည်ကိုဂရုစိုက်တာဟာအလားပါအတွက်တင်မဟုတ်ပါဘူး။ကျန်းမာတဲ့ခန္ဓာကိုယ်ရဲ့အပြည့်ပတ်ဆုံးအကာအကွယ်လာကိုတိစောက်တာဖြစ်တဲ့အတွက်အခုကတည်းကဂရုစိုက်ပေးကြအောင်ပါ။နံပါတ်6အချက်အနေနဲ့ကတော့အသက်ရှည်ကျန်းမာဖို့အတွက်အသီးရွက်တွေကိုပို့စားပေးဖို့ဖြစ်ပါတယ်။ကျန်းမာရေးနဲ့ညီညွတ်တဲ့စားသောက်မှုပုံစံအတွက်ရိုးရှင်းတဲ့စင်မြင့်တစ်ခုရှိပါတယ်။အဲ့ဒါကတော့အပင်ထွက်စားစာတွေကိုများများစားပါဆိုတာပါပဲ။ကျွန်တော်တို့ခန္ဓာကိုယ်အတွက်ဟင်းသီးရွက်နဲ့သစ်သီးဝလံတွေဟာအကောင်းဆုံးအာဟာရတွေပါ။အခုခေတ်မှာပရိုတင်း၊ကာဗိုဟိုက်ဒရိတ်ဒါမှမဟုတ်ဗီတာမင်တွေအကြောင်းအာရုံစိုက်ပြီးပြောနေကြပြီမယ်။တကယ်တမ်းကျွန်တော်တို့အတွက်အခြေခံအကျဆုံးနဲ့အကျိုးရှိဆုံးကတော့သဘာဝကပေးတဲ့အသီးရွက်တွေပါပဲ။အသီးရွက်ကိုပိုးစားပေးုံနဲ့တွဲလူကြောတွေကိုကျန်းမာစေပြီးနှလုံးရောဂါဖြစ်နိုင်ခြေကိုလည်းတည်တည်တတ်တာလျှော့ချပေးနိုင်ပါတယ်။ဒါကြောင့်သင်နှလုံးကိုကျန်းမာစေပြီးနှုတ်ပြိုကျန်းမာတဲ့အုံမင်းချင်းကိုပိုင်ဆိုင်နိုင်ဖို့ဒီနေ့ကစပြီးသင်ဟင်းပွဲတွေမှာအသီးရွက်လေးတွေပိုးတဲ့စားကြဖို့တိုက်တွန်းချင်ပါတယ်။နံပါတ်9အချက်ကတော့ကျန်းမာရေးအတွက်ရေဓာတ်ပြေဝနေအောင်နေထိုင်ဖို့ဖြစ်ပါတယ်။ရေဓာတ်ပြေဝနေဖို့ကကျွန်တော်တို့အသက်ကြီးလာတဲ့အခါဖြစ်တဲ့ကြောက်ကဲ့ယောဂနှလုံးယောဂနဲ့အဝါလွန်နာတွေကိုကာကွယ်ပေးနိုင်ရင်အခြေခံကြဆုံးနည်းလမ်းကောင်းတစ်ခုပါ။လူတစ်ယောက်နဲ့တစ်ယောက်ရှည်လိုအပ်ချက်မတူနိုင်ပေမဲ့တစ်နေ့ကိုရှည်၄ခွက်ကနေ6ခွက်လောက်ထိအနည်းဆုံးတောက်ပေးသင့်ပါတယ်။ဒါပေမဲ့သင်ကလေ့ကျင့်ခန်းလုပ်တာပူပြင်းနဲ့ပုံဝန်းကျင်မှာနေရတာဒါမှမဟုတ်စေဝါတဲ့ချို့တောက်နေရတာမျိုးဆိုရင်တော့ဒီတက်ပို့ပြီးတောက်ပေးဖို့လိုအပ်ပါလိမ့်မယ်။ကိုရေတက်ပြည့်လားဆိုတာဘယ်လိုသိနိုင်မလဲ။အယိုးချင်းဆုံးနီလန်ကတော့စီးရောင်ကိုကြည့်ရပါပဲ။တကယ်လို့စီးရောင်ကအရန်ရင်းနေရဆိုရင်သင်ရည်တောင်းလဲနေပါပြီ။စီးရောင်ကအဝါနုရောင်ဒါမှမဟုတ်ကြည်လင်နေရဲဆိုရင်တော့သင်ခန္ဓာကိုယ်မှာရေတက်ပြည့်ဝနေပြီလို့ဆိုနိုင်ပါတယ်။ဒါကြောင့်အလုပ်တွေဘလောက်ပဲရှုံနေပါစေရေတောက်ဖို့မမေ့ကြပါနဲ့ဦးနော်။နံပါတ်8အချက်ကတော့ကျန်းမာရေးစစ်ဆေးမှုတွေကိုစတင်ပြုလုပ်ဖို့ဖြစ်ပါတယ်။ကျွန်တော်တို့အသက်30တန်းမှာငါလူကောင်းပဲဘာယောဂမှမဖြစ်သေးဘူးလို့ထင်ရတတ်ပါတယ်။ဒါပေမဲ့တကယ်တမ်းတော့စီချိုသွေးတိုးနဲ့တခြားလူနေမှုပုံစံကြောင့်ဖြစ်တဲ့ယောဂတွေဟာကျွန်တော်တို့ခန္ဓာကိုယ်ထဲမှာတိတ်တဲ့စိတ်စတင်နေနိုင်ပါတယ်။ဒါတွေကိုစောစောစီးစီးသိရှိပြီးထိန်းချုပ်နိုင်ဖို့ကအရန်အရေးကြီးပါတယ်။အထူးသဖြင့်မိသားစုတွေမှာကေဇာယောဂဒါမှမဟုတ်နှလုံးယောဂအခန်းရှိမှုတွေဆိုရင်တော့ပုံမှန်စစ်ဆေးမှုတွေလုပ်ဖို့ပိုတော့လိုအပ်ပါသေးရဲ့။ဒါကြောင့်အခုကတည်းကနှီးစရာဆရာဝန်နဲ့တိုင်ပင်ပြီးကိုယ်နဲ့တင်တော်မဲ့ကျန်းမာရေးစစ်ဆေးမှုတွေကိုစတင်လိုက်ပါ။ဆရာဝန်နဲ့ရက်ချဲယူပြီးပုံမှန်ပြသတာဟာသင်ကျန်းမာရေးအတွက်အကောင်းဆုံးကြိုတင်ကာကွယ်မှုပါပဲ။နံပါတ်9အချက်အနေနဲ့ကိုယ့်ရဲ့အချိန်ကိုစနစ်တကျစီမံခန့်ခွဲတတ်ဖို့အကြောင်းပြောပြချင်ပါတယ်။ကျွန်တော်တို့လူတော်တော်များများဟာအလုပ်တွေအများများလာတဲ့အခါ PR တွေများလာတဲ့အခါအစားအသောက်ကိုရေုံဆိုင်တော့ပဲလေ့ကျင့်ခန်းလုပ်ဖို့ကိုလည်းလက်လိုလိုက်နေကြပါတယ်။အဲ့ဒီအခါမှာစိတ်ပစ္စည်းမှုတွေများလာပြီးကျန်းမာရေးကိုထိခိုက်လာစေရပါ။ဒါကြောင့်အခုအသက်30တန်းမှာကိုယ့်ရဲ့အချိန်တွေကိုဘယ်လိုအသုံးချနေလဲဆိုတာပြန်ပြီးစမ်းစစ်ကြည့်စေချင်ပါတယ်။ကို့မှာအရာရာတော့လုံလောက်တဲ့အချိန်ရှိရလား။တကယ်လို့အဖြေကမရှိဘူးဆိုရင်တော့သင်ရဲ့အချိန်ကိုဖြုံးထိနေတဲ့အရာတချို့ကိုဖယ်ထုတ်ပြဖို့လိုနေပါပြီအထူးသဖြင့်ဖုန်းကြည့်ရဆိုရှယ်မီဒီယာသုံးတာနဲ့အင်တာနက်ပေါ်မှာအချိန်ဖြုံးတာတွေဟာကျွန်တော်တို့ကြီးကအချိန်တွေကိုအများကြီးခိုးယူတော့တတ်ပါရဲ့အခုတည်းကအချိန်ကိုစနစ်တကျစီမံနိုင်အောင်စူးစမ်းမယ်ဆိုရင်စိတ်ပစ္စည်းမှုတွေတည်တည်တတ်တာရောချသွားမှာဖြစ်တယ်လို့နာရာချေယောဂတွေဖြစ်နိုင်ခြေကိုလည်းရှော့ချပေးပြီးအသက်ရှည်ကျန်းမာတဲ့ဘဝကိုပိုင်ဆိုင်နိုင်မှာပါနံပါတ်10အချက်ကတော့ဆက်လက်ဖြတ်ဖို့နဲ့အရက်တောက်သုံးမှုကိုရှော့ချဖို့ဖြစ်ပါတယ်။ဆက်လက်တောက်တာဟာအသက်တိုစေုံနဲ့မကပဲသင်ကိုအချိန်မတိုင်ခင်အိုမင်းရောစေပါတယ်။ဆက်လက်တောက်တဲ့သူတွေဟာတခြားသူတွေအတွက်ဆောစီကနှလုံးရောဂါဖြစ်နိုင်ခြေပုံများသလိုအရေးပြားမှာအရေးကြောင်းတွေဖြစ်ပေါ်လာပြီးအသားရည်ပျက်စီးရကိုလည်းခံစားရနိုင်ပါတယ်။ဒါကြောင့်ဆိုးချိုတွေကိုကြိုတင်ကာကွယ်ဖို့အကောင်းဆုံးနည်းလမ်းကတော့အခုချက်ချင်းဖျက်လိုက်ဖို့ပါပဲ။အရက်နဲ့ပတ်သက်ရင်လည်းအလားတူပါပဲ။အပျော်သဘောလောက်ပဲဖြစ်ဖြစ်အလုံးစုံတောက်သုံးပဲဖြစ်ဖြစ်သင်ရဲ့အိုမင်းချင်းဖြစ်စဉ်ကိုဆိုးဆိုးဝါးဝါထိခိုက်စေနိုင်ပါတယ်။တကယ်လို့သင်ဟာအရက်ကိုပုံမှန်ထက်ပိုတောက်နေပြီးရဆိုရင်အခုတည်းကရှော့ချတာဒါမှမဟုတ်ဖျက်လိုက်တာဟာသင်ဘဝတဲ့အဖို့တန်တဲ့နေပေါင်းများစွာကိုပြန်လည်ရရှိစေမှာပါ။ကျမ်းမာပြီးနှုတ်ပြတဲ့အနာဂတ်ကိုပိုင်ဆိုင်ဖို့အတွက်ဒီမကောင်းတဲ့အလေးထားလေးတွေကိုဆွန့်လွတ်လိုက်ကြရအောင်။
နံပါတ်7အချက်အနေနဲ့သွားနဲ့ဂရင်းကိုတေချာကြီးဆိုင်ဖို့ကြောင်းပြောပြခြင်းပါတယ်ကျွန်တော်တို့အသက်ကြီးလာတဲ့အခါသွားရဲ့ကြွေလာတွေပါလာပြီးသဘုံတိရှူတွေလည်းနောက်ပြန်လျှော့သွားတတ်ပါတယ်ဒါကြောင့်အသက်ကြီးရဲ့အထိကိုယ့်ရဲ့ငကိုသွားလေးတွေခိုင်ခိုင်မာမာရှိနေဖို့ဆိုရင်အခု30တန်းကစပြီးထိန်းသိမ်းရပါမယ်သူကြတာတခုကသူဒေသနာတွေရအသက်ကြီးရဲ့အထိသွားအဆုံလေးရှိနေတဲ့သူတွေဟာသွားမကောင်းတဲ့သူတွေထက်ပိုပြီးအသက်ရှိနေရတတ်တယ်လို့ဆိုပါတယ်ဒါကြောင့်သွားဖို့မစားအောင်နဲ့သွားကြိုတာမျိုးမဖြစ်အောင်အခုကလေးက oral routine ကောင်းကောင်းတစ်ခုရှိဖို့လိုပါတယ်နေတိုင်းသွားတိုက်တာသွားကြတို့ကြိုတုံးတာတွေအပြင်သွားဆရာဝန်နဲ့လည်းပုံမှန်ပြသပြီးသက်ရှိလောက်တာမျိုးအကြံဉာဏ်ယူတာမျိုးလုပ်ပေးပါခိုင်မာတဲ့သွားလေးတွေရှိနေရကတင့်ကိုကျမပြောရှင်တဲ့အိုမေချင်းစီခေါ်ဆောင်သွားမှာပါနံပါတ်7အချက်ကတော့မိတ်ဆွေတငယ်ချင်းတွေနဲ့အဆက်အသွယ်မပြတ်အောင်နေထိုင်ဖို့ဖြစ်ပါတယ်ကျွန်တော်တို့ဟာလူမှုပတ်ဝန်းကျင်နဲ့ချိတ်ဆက်နေတဲ့တရားရောက်တော့ကိုဟာအရေးပါရလို့ခံစားရတာကစိတ်ကျန်းမာရေးအတွက်တည်းမကပဲကိုခန္ဓာကျန်းမာရေးအတွက်ပါအထောက်အကူပြုပါတယ်မိတ်ဆွေကောင်းရှိတဲ့သူတွေကကိုကအားစနစ်ပိုကောင်းတတ်ကြပြီးအသက်ကြီးလာတဲ့အခါမှာလည်းနာတာရှိယောဂဖြစ်နိုင်ခြေပိုနေသွားတာကိုတွေ့ရပါတယ်အသက်30တန်းမှာအလုပ်တွေအိမ်တော်ရေးနဲ့သာသမီကိစ္စတွေကြားထဲမှာတငယ်ချင်းတွေကိုအချိန်ပေးဖို့ဆိုတာတကယ်ကိုခက်ခဲလာတတ်ပါတယ်။ဒါပေမဲ့တငယ်ချင်းတွေနဲ့ဖုန်းပြောတာလူချင်းတွေ့ရဒါမှမဟုတ်ခရီးအတူတူတွားရမျိုးလေးတွေလုပ်ပေးဖို့အချိန်တည်တံဖယ်ထားပေးပါ။အဲဒီလိုရင်းကြီးရဲ့ဆက်ဆံရေးကိုထိန်းသိမ်းတာဟာတင့်ကိုစေပိုင်းဆိုင်ရာလုံခြုံမှုပြုံတွေမကပဲပျော်ရွှင်တတ်ကြပြီးအသက်ရှည်စေမယ့်လိုအပ်ချက်တစ်ခုလည်းဖြစ်ပါတယ်။နံပါတ်73အချက်အနေနဲ့ကိုယ့်ရဲ့ကျန်းမာရေးရာဇဝင်ကိုသိချသိထားဖို့အကြောင်းပြောပြခြင်းပါတယ်။ကိုယ့်ကျန်းမာရေးကိုကိုယ်တိုင်ကလွယ်ရင်ဘယ်သူမှအပြည့်အဝတာဝန်ယူပေးလို့မရပါဘူး။ဒါကြောင့်ကိုအရင်ကဘာယောဂတွေဖြစ်ဘူးလဲ။ဘာဆွေးတွေတောင်းနေရလဲ။ကို့မှာဘယ်လိုမျိုးယောဂဖြစ်နိုင်ခြေတွေရှိနေလဲဆိုတာသိချမှတ်တမ်းနေထားတဲ့စနစ်တစ်ခုအခုကလေးကရှိထားသင့်ပါတယ်။ဒီလိုမှတ်တမ်းရှိတာကနောက်တစ်ချိန်မှာကျန်းမာရေးပြဿနာတစ်ခုခုတက်လာခဲ့ရင်ဆရာဝန်တွေအနေနဲ့သင်အခြေအနေကိုမြန်မြန်ဆန်ဆန်နဲ့တိတိကျကျနားလည်စေနိုင်သလိုမှားယွင်းတဲ့ကုသမှုတွေမဖြစ်အောင်လည်းကာကွယ်ပေးနိုင်ပါတယ်။စတင်ရမယ့်နည်းလမ်းကတော့ရိုးရှင်းပါတယ်။ကိုယ့်ရဲ့မိသားစုဝင်တွေမှာဘာယောဂမျိုးတွေရှိခဲ့ဘူးလဲဆိုတာမေးမြန်းထားပါ။ပြီးတော့ကိုယ်တိုင်ရဲ့ကျန်းမာရေးအချက်လက်တွေကိုလည်းစုစည်းထားပါ။ဒီလိုလုပ်ထားတာဟာအနာဂတ်မှာလိုအပ်မယ့်ကြိုတင်ကာကွယ်မှုတွေကိုမမှန်ကန်ကန်ဆုံးဖြတ်နိုင်ဖို့အတွက်အများကြီးအထောက်အကူပြုမှာပါ။နောက်ဆုံးအချက်ဖြစ်တဲ့နံပါတ်14အချက်ကတော့အလုံးနဲ့မိသားစုဘဝကိုမျှတအောင်ထိန်းညှိဖို့ပဲဖြစ်ပါတယ်။အသက်30တန်းဆိုတာကျွန်တော်တို့ရဲ့အလုပ်ကိုင်းတွေအရှိန်အဟုန်နဲ့တက်လန်းပွင့်လာမယ့်အချိန်ဖြစ်သလိုတစ်ဖက်မှာလည်းအိမ်အောင်ပြုတာဒါမှမဟုတ်သားသမီးရလာမျိုးတွေနဲ့မိသားစုတာဝန်တွေအချိန်ရလာမယ့်အချိန်လည်းဖြစ်ပါတယ်။ဒါကြောင့်အလုံးနဲ့မိသားစုဘဝကြားမှာဟန်ချက်ညီအောင်နေထိုင်တတ်ဖို့ကအရန်ကိုအရေးကြီးပါတယ်။ခဏလောက်အချိန်ပေးပြီးကိုပြန်စမ်းစေကြည့်စေချင်ပါတယ်။ငါရဲ့ဘဝကအခုချိန်မှာအရာရာမျှတရဲ့လားပြောင်းလဲဖို့လိုအပ်နေတဲ့အရာတွေရှိနေသလားဆိုတာကိုပေါ့ဒီလိုဟန်ချက်ညီအောင်ထိန်းနိုင်တာကတင်ဘွားရဲ့စိတ်ပစ္စည်းမှုတွေကိုတိတိတတ်တာရောကြစေမှာပါအလုံးမှာအောင်မြင်တွေမကပဲနှွေးထွေးတဲ့မိသားစုဘဝကိုပါတည်ဆောက်နိုင်တာကတင့်ကိုရေရှည်မှာစိတ်ချမ်းသာပြီးကျန်းမာတဲ့အိုမင်းချင်းစီကိုခေါ်ဆောင်သွားမှာပါအခုပြောပြခဲ့တဲ့14ချက်လုံးကိုတပြိုင်နက်တည်းလုပ်ဖို့ဆိုတာတကယ်တော့မလွယ်ကူပါဘူး။ဒါပေမဲ့ကျွန်တော်အကြံပြုချင်တာကတော့တစ်ခုချင်းစီကိုကိုယ့်အတွက်အလေးထားဖြစ်သွားအောင်ဖြည်းဖြည်းချင်းပဲပြောင်းလဲသွားပါ။တနေ့ကိုတလန်းချင်းစီရှောက်လန်းသွားုံနဲ့တင့်ရဲ့အသက်40 50နဲ့နောက်ပိုင်းနှစ်တွေမှာတခြားသူတွေတက်ပို့ပြီးတက်မာတဲ့ဘဝကိုပိုင်ဆိုင်ရမှာသိချပါရဲ့။ကျမချင်းဟာကျွန်တော်တို့ဘဝအတွက်အကြီးမားဆုံးသောရင်းနှီးမြှုပ်နှံမှုပါ။အားလုံးပဲအသက်ရှည်ကျန်းမာကြပါစေ။